ကျွန်တော်ဒီကိုမှန်ထားတာကြတော့ပြောင်းလို့ရမရပဲမပြောနဲ့လေရတယ်ဆိုရင်ဘယ်လိုမျိုးပြောင်းရမလဲဆိုတာကိုပြောပြပါတဲ့ Okay ပါကျွန်တော်ကြံခဲ့ရတော့တင်ခဲ့တဲ့လက်ရှိအကောင့်ကို region change လို့ရမရစနီးဗီဒီယိုရဲ့ comment အောက်မှာတော်တော်များမေးထားကြတာကဒီလိုမျိုးတစ်ကြောင်းနဲ့ပေါ်တယ်ဒါဆိုရင်ရပြီလားဘာဆက်လို့မလဲပေါ့နော်အဲ့လိုမျိုး comment တွေတော်တော်များတွေ့ရတယ်တချို့ကြတော့လည်း2ကြောင်း3ကြောင်းပေါ်တဲ့လူတွေလည်းရှိရပေါ့နော်ဒီကြောင်းနဲ့ပေါ်တဲ့လူတွေကတော့ကိုယ့်ရဲ့အကောင့်ကို region change ရင် change လို့ရတယ်3ကြောင်းပေါ်တဲ့လူတွေအတွက်တော့သိမကောင်းပါဘူး region change လို့ရမှာမဟုတ်ပါဘူးအဲ့တော့ဒီကြောင်းနဲ့ပေါ်တဲ့လူတွေဘယ်လိုမျိုး region change ရမလဲကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ် region change ဖို့အတွက်လိုအပ်တာတော့ကျွန်တော်တို့သွားပြီးတော့ဆက်လိုက်တဲ့အခါမှာပေါ်လာတဲ့စာအတိုင်းပဲဂျပန်မှာရက်60အနည်းဆုံးသုံးမိတာမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးသုံးရမလဲဘယ်လိုမျိုးသုံးရမလဲဆိုရင်ကိုကလက်ရှိဂျပန်မှာရောက်နေရဆိုရင်အဲ့ဒီအကောင့်လေးကိုဂျပန်မှာရက်60သုံးပြီးသွားရင်ရက်60ပြီးတဲ့အခါကျရင်အဲ့ဒီအကောင့်လေး region change လိုက်ပါဒါဆိုရင်ရှားသွားပါလိမ့်မယ်အဲ့လိုမဟုတ်ကိုကဂျပန်မှာလည်းမဟုတ်ဘူးမြန်မာမှာဒါမှမဟုတ်တခြားနိုင်ငံကိုရောက်နေတယ်အဲ့လိုဆိုရင်တော့ဂျပန်မှာအသိအပိုင်းရှိရဆိုရင်သူတို့အကောင့်လေးပေးလိုက်ပေးပြီးတော့2လတိတိဝင်3ခိုင်းဂျားထဲမှာတော့ကိုယ့်ဘက်ကနေရောအကောင့်ကိုလုံးဝလောရင်ပြန်ပြီးတော့မဝင်နဲ့အဲ့လိုနီလန်းနဲ့လည်းပြောင်းလို့ရတယ်တကယ်လို့ကို့မှာကဂျပန်မှာအသိအပိုင်းလည်းမရှိဘူးဒါဆိုရင်မြန်မာနိုင်ငံပဲဖြစ်ဖြစ်တခြားနိုင်ငံပဲဖြစ်ဖြစ်ဘယ်လိုမျိုးပြောင်းအောင်လဲဒါဆိုရင်တော့ကျွန်တော်တို့ပြောင်းနေရတခုပဲရှိပါတော့တယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကိုလက်ရှိသုံးနေတဲ့ဖုန်းမှာအဲ့ဒီအကောင့်လေးကို login ဝင်ပြီးသွားရင်ကျွန်တော်ဒီဖုန်းရဲ့ setting နဲ့တွားပြီးတော့ location နဲ့တွားပြီးတော့ချိန်လိုက်ပါ location ဘယ်လိုမျိုးချိန်ရမလဲဆိုရင်တော့ location ကိုကျွန်တော်ဂျပန်ဖြစ်အောင်ထားရမှာပေါ့နော်ပြီးသွားရင်ကျွန်တော်အဲ့ဒီဖုန်းမှာ SIM card တွေပါထုတ်ထားလိုက်ပါဘာလို့လဲဆိုတော့ SIM card ထည့်ထားမယ်ဆိုရင်ကျွန်တော်ဒီတက်တော့နေပြီးတော့ဒီဖုန်းရဲ့ location ကိုခြေရခံနေတာမို့လို့SIM card လေးကိုထုတ်ထားလိုက်ပါထုတ်ပြီးတော့ကျွန်တော် TikTok တွေဝင်ပြီးတော့သုံးမယ်ဆိုရင်လည်း VPN အများကြီးကြော်ပြီးတော့သုံးပါဒါဆိုရင်တော့အဲ့လိုမျိုးပုံမှန်အတိုင်း2လအတိပေါ့နော်သုံးမယ်ဆိုရင်ကိုယ့်ရဲ့အကောင့်လေးကမြန်မာနေပြီးတော့ဂျပန်ကိုပြောင်းလို့ရပါမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့အများအားဂျပန် VPN ခံပြီးတော့သုံးမယ် SIM card ထုတ်ပြီးတော့သုံးရမယ်ဆိုတော့ကိုလက်ရှိသုံးနေတဲ့ဖုန်းမှာပြောင်းဖို့အတွက်ကတော့နည်းနည်းတော့ခက်ခဲနိုင်ခြေရှိတယ်အဲ့တော့ region change ဖို့အတွက်ကစဉ်းစားထားတဲ့အချိန်2လလည်းပေးနိုင်တယ်ဆိုရင်ဖုန်းတစ်လုံးတစ်သက်ထားလိုက်ထားပြီးအဲ့ဒီအကောင့်ထဲမှာ SIM card ကိုထုတ်ပြီးရင် VPN ကြော်ပြီးတော့ TikTok ကို2လတိတိသုံးပြီးဒါဆိုရင်တော့ကြာသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီကိုတိုင်း region change နီးပေါ့နော် budget မကုန်ဘဲနဲ့ region change နီးလေးပဲဖြစ်ပါတယ်တကယ်လို့ကိုကအဲ့လိုမျိုးလဲ region မ change ချင်ဘူး2လဆက်တိုက်တယ်မစောင့်ချင်ဘူးကျွန်တော်ဒီတပတ်တွင်းနဲ့ရချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာ service လာပြီးအဲ့လိုကြပါတယ်ကျွန်တော်စီမှာ service အပ်မယ်ဆိုရင်တော့လက်ရှိကိုသုံးနေတဲ့အကောင့်လေးကကျွန်တော်သွားပြီးဆက်လက်တဲ့အချိန်မှာတစ်ချောင်းနဲ့ပေါ်တယ်ဂျပန်မှာရောက်60သုံးရင်ချင်းလို့ရမယ်ဆိုတော့စာတစ်ချောင်းနဲ့ပေါ်တယ်ဆိုရင်ကျွန်တော်စီမှာ service လာပြီးအဲ့လိုရပါတယ်ကျွန်တော်စီမှာဆိုရင်တော့ကျွန်တော်ကအနည်းဆုံးတစ်ပတ်အတွင်းရအောင်လို့အဲ့ဒီအကောင့်လေးကို region change ပေးမှာပဲဖြစ်ပါတယ်ပြီးတော့ကြတော့ကျွန်တော်ပုံမှန်အားဖြစ်ပေါ့နော်ကျွန်တော် region change ပေးနေတာတစ်ပတ်တော့မကြပါဘူး2ရက်သို့မဟုတ်3ရက်လောက်နဲ့ရတာများပါတယ်ကျွန်တော် region change ခဲ့တဲ့အကောင့်တွေလည်းအများကြီးရှိပါတယ်ကျေးဇူးတင်ပါတယ်တခြားသိချင်တာရှင်လည်း comment ဝင်ပြီးတော့မေးသွားလို့ရပါတယ်